အလုံးကြဖို့ပြီးသားတုတ်တန်တစ်ခုဝမ်မိကတုတ်တန်ဆိုတာရှိတယ်။ဝမ်မိကတုတ်တန်ဆိုတာဝမ်မိကဆိုတာတောင်ပူကြီးလို့အဓိပ္ပာယ်ရတယ်။လူတိုင်းကြားဟုတ်တယ်ဒီတုတ်တန်ဟုတ်လား။ဒီတုတ်တန်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားလေးကလည်းနည်းနည်းစမ်းကြည့်တယ်လို့ဆိုရမယ်။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရှင်ကုမာရကတ္တပမထေရဆိုတာကစမ်းကြည့်တဲ့တရားစကားကိုပြောဟောတတ်တဲ့နေရာမှာသူကဣတရေရသူများနားလေအောင်အစမ်းတကြီးအရန်ဟောတတ်တယ်စကားအလွန်တတ်တယ်လို့ပြောကြပါစို့အဲ့ဒီရှင်ကုမာရကတ္တပမထေရကနော်တရားထုတရားမြတ်ရဖို့ဆိုတဲ့စိတ်နဲ့တကယ်ကိုယ်ဝဲလုံလဝရိယပြင်းပြင်းထန်ထန်နဲ့ဇေတဝန်ကျောင်းနဲ့မနီမွေးမှာရှိတဲ့အန်တဝန်တောအုပ်ဆိုတာရှိတယ်အဲ့ဒီထဲမှာသူတပါးတည်းကိန်းအောင်ပြီးတော့တရားအထုတ်တယ်အဲ့လိုအထုတ်တော့ဟိုးအရင်ဘဝကသူနဲ့အဆက်အဆက်ရှိခဲ့ဘူးတဲ့ပြမကြီးနော်တိတိကျကျပြောရရင်ကတ္တပမြတ်စွာဘုရားသာသနာနောက်ပိုင်းမှာယဟန်ခုနှစ်ပါးတောင်းပေါ်တက်ပြီးတော့တရားအထုတ်ကြတာရှိတယ်တပါးကယဟန္တာဖြစ်တယ်နော်တပါးကအနာဂံဇံရတယ်အနာဂံဖြစ်ပြီးဇံရတယ်ပြန်တော်မူသွားတော့အဲ့ဒီအနာဂံကိုတော်ကပြမကြီးဖြစ်တယ်ကျန်တဲ့၅ပါးကဘာတရားတူမှမရဘဲနဲ့ပုထုဇဉ်ဘဝနဲ့ပြန်တော်မူသွားတယ်အဲ့ဒီကျန်တဲ့၅ပါးတည်းကတပါးကအဲ့ဒါရှင်ကုမာရကတ္တပဖြစ်လာတာအဲ့ဒီအနာဂံဖြစ်ပြီးတော့ပြန်တော်မူသွားလို့ပြမကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်ကကျန်တဲ့တငယ်ချင်း၅ပါးကိုဘယ်ဒီရောက်နေလဲဆိုတာကိုသူအမြဲတမ်းကြည့်ပြီးတော့သူကအကူအညီပေးတာဟုတ်လားခုလည်းပဲအဲ့ဒီပြမကြီးကရှင်ကုမာရကတ္တပတပါးတည်းနေတဲ့တောထဲကိုရောက်လာပြီးတော့ရှင်ကုမာရကတ္တပတရားတို့တရားမြတ်ရဖို့အတွက်သူကအကူအညီလာပေးတာအဲ့ဒီအကူအညီကမေခွန်းပု္ပ္ပာ15ချက်ပေါ့အဲ့ဒါလာမေးတာဘာပြောတုံဆိုတော့ယဟန်နဲ့နော်ဟောဒီလောကကြီးမှာတောင်ပုံကြီးတစ်လုံးရှိတယ်အဲ့ဒီတောင်ပုံကြီးကနေ့မှာဆိုရင်မီးတောက်တယ်ညမှာဆိုရင်အခိုးလွတ်တယ်အလွန်ဆန်းကြည်တဲ့တောင်ပုံကြီးပေါ့အဲ့ဒီတောင်ပုံကြီးကိုပညာရှိတဲ့ဆရာကြီးကသူ့ရဲ့တပည့်ကိုခေါ်ပြီးတော့ငါတပည့်နေ့မှာမီးတောက်တယ်ညမှာအခိုးလွတ်တယ်ဒီဆန်းကြည်တဲ့တောင်ပုံကြီးကိုတူးစမ်းกว่าဆိုပြီးတော့နော်တရွင်းတို့ပေါက်ပြားတို့ပေးပြီးတော့တူးခိုင်းတယ်အဲ့လိုတူးခိုင်းတဲ့အခါကျတော့တပည့်ကလည်းပဲဆရာကိုယုံကြည်တယ်ဒီတောင်ပုံကြီးကဘာတွေများတွေးမလဲမသိဘူးပေါ့နော်ယတနာတွေများရမလားဘာမှမသိဆရာကိုယုံကြည်တဲ့စိတ်နဲ့ဒီတောင်ပုံကြီးကိုအာကျုံးမှန်တဲ့သူတူးတယ်ပေါ့အဲ့လိုတူးတဲ့အခါကျတော့တောင်ပုံကြီးကိုတူးရင်းနဲ့ဘာတွေ့တုံဆိုတော့တကားမင်းတုံးကြီးတွေ့တယ်တဲ့နော်ရှေ့တုန်းကဦးဇင်းတို့တကားအတွင်းကခတ်ထားတယ်ဆိုရင်အခုလိုချက်ကလေးတွေပါလေးတွေတန်နဲ့လှုပ်ထားတာမရှိသေးဘူးဟိုဘက်ကတခွဒီဘက်ကတခွတင်ပေါ့တုံကြီးတင်ထားလိုက်တယ်တကားမင်းတုံးကြီးအတွင်းကအပြင်ဘက်ကဖွင့်လို့မရတော့ဘူးအဲ့ဒီတကားမင်းတုံးကြီးတွေ့တယ်တော့ဆရာကတကားမင်းတုံးကြီးတွေ့တယ်ဆိုတော့ငါတပည့်အဲ့လိုဆိုရင်အဲ့ဒီတကားမင်းတုံးကြီးကိုဖဲပစ်လိုက်ကွာဆက်တူးလို့ခိုင်းနေတဲ့ဆက်တူးလို့ခိုင်းတဲ့အခါကျတော့တပည့်ကဆက်တူးတယ်ဆက်တူးတဲ့အခါကျတော့ဘာတွေ့တုံးဆိုတော့ဆရာဒီမှာဖားတကောင်တွေ့တယ်တောင်ပူတဲ့ဆိုတော့ဖားရှိတာ哦ငါတပည့်အဲ့လိုဆိုရင်အဲ့ဒီဖားကိုဖဲပြီးတော့ဆက်တူးကွာလို့ခိုင်းနေတဲ့ဆက်တူးကွာဆိုတော့ဆက်တူးတာပေါ့ဆက်တူးတော့ဆရာဆက်တူးရင်းနဲ့တောင်ပူကတော်တော်လေးကြီးတော့နော်လမ်းရောင်ရောင်လေးကဟိုဘက်တစ်ခေါင်းဒီဘက်တစ်ခေါင်းလမ်းလေးကနှစ်ခွဖြစ်နေတယ်ပေါ့လမ်းလေးနှစ်ခွတွေ့ရတယ်မင်းအဲ့ဒါကိုထည့်တွက်နေနဲ့အဲ့ဒါလည်းဖြိုဖြက်ပြီးတော့တူးပလိုက်ကွာလို့ခိုင်းနေတယ်အဲ့တော့ဆက်တူးတဲ့အခါကျတော့ဘာတွေ့ပြန်လို့ဆိုတော့ဆရာကဒီမှာနော်ဆက်ပြရေစစ်ကြီးတစ်ခုတွေ့တယ်ဆက်ပြရေစစ်ဆိုတော့ပြီးတော့ဦးဇင်းအဓိပ္ပာယ်ပြောပြပါမယ်ဟုတ်လားနော်ရေစစ်တစ်မျိုးပါပဲနော်ရေစစ်ကြီးတစ်ခုတွေ့တယ်လို့ဆိုတော့အဲ့ဒီရေစစ်ကြီးကိုလည်းဖယ်ပစ်ကွာဆိုပြီးတော့ဆက်တူးခိုင်းတယ်ဆက်တူးခိုင်းတော့ဆက်တူးတဲ့အခါကျတော့ဘာတွေ့လို့ဆိုတော့လေးတကောင်တွေ့တယ်တဲ့လေးတကောင်တွေ့တဲ့အခါကျတော့ဇေယျဒီမှာလေးတကောင်တွေ့ပြန်ပြီတောင်ပူကြီးထဲမှာလေးတကောင်တွေ့ပြန်ပြီဆိုတော့အေးအဲ့လိုဆိုရင်အဲ့ဒီလေးကိုလည်းဖယ်ပစ်ကွာဆိုတော့တူးခိုင်းတယ်တူးခိုင်းတော့ဆက်တူးတော့ဘာတွေ့ပြန်လို့ဆိုတော့ဇေယျတဲ့ဒီမှာဓာတ်တစ်ချောင်းနဲ့စင်းဒီတုံတုံတွေ့တယ်တဲ့ဘလို့လို့ရောက်နေလဲမသိဘူးတောင်ပူထဲမှာဓာတ်တစ်ချောင်းနဲ့စင်းဒီတုံတုံနဲ့ဟုတ်လားအဲ့ဒါနဲ့အဲ့လိုဆိုရင်အဲ့ဒီဓာတ်နဲ့စင်းဒီတုံလည်းဖယ်ပစ်ကွာမင်းဆက်တူးလို့ခိုင်းတော့ဆက်တူးတဲ့အခါကျတော့လက်လက်ဆက်ဆက်အသားတစ်တစ်တွေ့တယ်တဲ့သသားတုံတုံအစိမ့်အသားစိမ့်အသားစိမ့်တုံတွေ့နော်တွေ့တဲ့အခါကျတော့ဆရာကအေးအဲ့ဒီအသားတစ်အသားစိမ့်တုံကိုလည်းဖယ်ပစ်လိုက်ကွာအမင်းဆက်တူးအောင်လို့ပြောတော့ဆက်တူးတဲ့အခါကျတော့နောက်ဆုံးဘာတွေ့တော့ဆိုတော့နဂါးတကောင်တွေ့တယ်တဲ့မောက်ထောင်ပြီးတော့နေတဲ့နဂါးတကောင်တွေ့တဲ့အခါကျတော့တပည့်ကဆရာနဂါးတွေ့တယ်ဆိုတော့အေးနဂါးဆိုရင်တော့မင်းဖယ်ပစ်လို့မရဘူးအဲ့ဒီနဂါးကိုမင်းပူဇော်လို့ခိုင်းတယ်တဲ့နဂါးကိုဘာလို့ခိုင်းတော့ပူဇော်ခိုင်းတာအဲ့ဒါဒီဟာကပြမကြီးကဒီပြဿနာ15ချက်ဒါဘာမှနားမလည်ဘူးရှင်ကုမာရကတ္တဗာဒါဘာတွေလဲလို့မေးတာ तू ဘာမှမသိဘူးမသိရင်ဓမ္မမြတ်စွာဘုရားကို तू သွားမေးမှာပဲမေးရင်မြတ်စွာဘုရားဖြေတဲ့အခါမှာဒီမေခွန်းတွေရဲ့ဒီပု္ပ္ပာတွေရဲ့အဖြေတွေကို तू နားလည်ပြီးတော့
သူတရားတို့တရားမြတ်ရဖို့အတွက်အကြီးအကျယ်အထောက်အကူပြုမဲ့တရားဒေသနာတစ်ပုဒ်ဖြစ်လာမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ပြမကြီးပျောက်သွားရောဒါအတူပဲဦးဇင်းတို့ပြောကြတာဟုတ်လားတူတူလေးပဲပြောကြတာအဲ့တော့နောက်နေ့မနေ့ရောက်တဲ့အခါကျတော့ရှင်ကုမာရကတ္တဗအနုံတော်တွေကထွက်ပြီးတော့မြတ်စွာဘုရားကြီးကြွသွားတယ်။ဒူဒူဆန်းဆန်းပြမကိုလည်းသူတွေ့ရတယ်မြင်ရတယ်အယောင်လင်းနေနဲ့မေးတဲ့ပြဿနာတွေကလည်းတစ်ခုမှလည်းနားမလည်ဘူးပေါ့။အဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုသူမေးတာ။ဒီလိုဒီကြောင့်ပဲပြမကြီးကသူ့ကိုလာပြီးတော့ပု္ပ္ပာတွေမေးတယ်ဆိုတဲ့အကြောင်းအဲ့ဒီပု္ပ္ပာကိုအကုန်လုံးတွက်လိုက်တဲ့အခါကျတော့ဥစ္စာက15ချက်ရှိတယ်။ဟုတ်လား။အဲ့ဒါတစ်ခုချင်းစီကိုမေးတာမြတ်စွာဘုရားမေးတော့မြတ်စွာဘုရားလည်းတစ်ခုချင်းစီကိုဖြေတာဟုတ်လားအဲ့ဒီဥစ္စာကိုဦးဇင်းတို့ကနော်ပါဠိတွေပါလေလည်းရွတ်မနေဘူးဟုတ်လားလူရင်းကလေးပေါ့လူရင်းကလေးဒါကိုဦးဇင်းတို့နားလည်ကြည့်ကြမယ်အလွန်စိတ်ဝင်စားတဲ့အကောင်းတဲ့ဒေသနာပါဒီဒေသနာကဟုတ်လားအဲ့တော့ပထမတောင်မူကြီးတစ်လုံးရှိတယ်အဲ့ဒီတောင်မူကြီးကနေ့မှမေးတောက်တယ်ညမှအခိုးလွတ်တယ်အဲ့ဒီတောင်မူကြီးဆိုတာဘာပြောတာလဲဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့နော်တောင်မူကြီးဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာနေ့မှမေးတောက်တယ်ဆိုတာကကာယကံဝစီကံလောက်ကြကင်ညပြောကြဆိုရတာကိုပြောတာညမှာအခိုးလွတ်တယ်ဆိုတာမနေ့တုန်းကငါဘာလုပ်ခဲ့တယ်မနေ့ပြန်ဘာလုပ်အောင်မဲလို့တွေးနေကြတာကြံနေကြတာအဲ့ဒါအခိုးလွတ်နေတာအခိုးတူထွက်နေတာအဲ့ဒါဒီနှစ်ချက်ကိုပဲဟောဒီသုံးချက်ကိုပဲဦးဇင်းတို့ပြောရင်အလွန်ကောင်းမယ်ပေါ့နော်ခန္ဓာကိုယ်ဟာတောင်မူကြီးနဲ့တူတယ်ဆိုတဲ့အကြောင်းညမှာအခိုးလွတ်တယ်ဆိုတာအတွေးကြံနေတွေးကြံနေကြတာဖြစ်တဲ့အကြောင်းနေ့မှာမီးတောက်တယ်ဆိုတာကကာယကံဝစီကံနေနဲ့တကယ်ကိုပဲကိုယ်တိုင်ကိုယ်ဒီလက်ရောက်နော်ပြောဆိုလောက်ကင်နေကြတာကိုဆိုလိုတဲ့အကြောင်းဒါကပြောမယ်ဆိုရင်အလွန်ပြောကြကောင်းအဲ့ဒါဦးဇင်းတို့စာထဲမှာဒီခန္ဓာကိုယ်ကြီးကိုတောင်ပိုးနဲ့တူတယ်ဆိုတာကိုနီးမျိုးစုံနဲ့အထက်ကရာဆရာကြီးတွေကအဓိပ္ပာယ်ရှင်းပြတော့အဲ့ဒီတွေကရှင်းပြတာတခုဆိုလို့ရှိရင်နော်ပဂတိတောင်ပိုးထဲမှာပိုးကောင်တွေအများကြီးရှိတယ်ရုံမားတန်တရားရှိတယ်ကြောက်စရာလန့်စရာမွေလဲဝင်အောင်နိုင်တယ်ကင်းချီများတွေကင်းလိတ်ချောတွေကင်းကောင်တွေအမျိုးမျိုးရှိနိုင်တယ်အဲ့ဒီပဂတိတောင်ပိုးကြီးတွေကိုဘယ်သူမှလက်နိုင်ပါဆိုရင်စမ်းကြံပြီးတော့မနိုင်ရဘူးအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးထဲမှာလည်းပဲပိုးမျိုး80ရှိတယ်နော်တခါလေးဦးဇင်းတို့မယုံမရှာပြောအောင်မယ်နော်ဝန်ထဲမှာတုတ်ကောင်လိုလိုတန်ကောင်လိုလိုပါလာတာလေးတွေရွာရှိနဲ့ပါလာတာမရှိဘူးလားတင်ရှားတယ်နော်အသက်ရှိတဲ့အကောင်တွေကိုဝမ်းပိုက်ထဲမှာရှိနေတာဒါစားလေးကတော့ဘယ်လောက်ထိပြောတာတုံးဆိုတော့အဲ့ဒီပိုးကောင်တို့ရဲ့နော်မိဖွားရာနာရာဖြားရာသေရာမိဖွားယုံနဲ့တူတဲ့ဆေးယုံနဲ့တူတဲ့တင်ញံကုန်းနဲ့တူတဲ့ကိုယ်ပိုက်ထဲမှာဖြစ်နေတာဟုတ်လားကိုတယောက်တည်းလို့ထင်နေတာဟုတ်လားကိုတယောက်တည်းမဟုတ်ဘူးဟုတ်လားအများကြီးပဲဒီထဲမှာရှိနေတယ်ပေါ့ဒါကိုလည်းပဲတစ်ချက်တောင်မူကြီးနဲ့ဒီခန္ဓာကိုတူတယ်ဆိုတဲ့အကြောင်းကိုပြောတာနောက်တစ်ချက်ကတောင်ဘုတ်မှာအပေါက်ပေါင်းများစွာရှိတယ်ဒီခန္ဓာကိုယ်ကလည်းအပေါက်ပေါင်းများစွာနဲ့တိဆောက်ထားတာကျွတ်တို့ဒီအရေပြားလေးပေါ်မှာကိုပဲတလက်မပတ်လက်လောက်မှာနော်ဝิญဉ္ပေါက်အပေါက်ပေါင်း2000ကျော်လောက်ရှိတယ်လို့ကြားဦးတာဒါတွေကိုမြင်ရမယ်ဆိုလို့ရှိရင်တော့လူရဲ့သဘာဝလူရဲ့ခန္ဓာကိုယ်ရဲ့သဘာဝကနော်ဆက်စုပ်ယွန်ရှာဝယ်ကြီးဖြစ်တယ်ဆိုတာတော့အလွန်ထင်ရှားမယ်ပေါ့ဟုတ်လားဒါကြောင့်တောင်မှုဆိုတာဘာကိုပြောတာလဲဆိုရင်ဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့ဟုတ်လားညမှာအခိုးလွတ်တယ်ဆိုတာကတော့အတွေးကြံနေတွေးနေတာတွေးတာကိုမီးခိုးမှွေနဲ့ဥမာပေးတာကတော့အလွန်မှကိုပဲနော်အဆက်မိတယ်အဝင်ဝင်ကြရှိလာတယ်လို့မဆိုနိုင်ဘူးလားနော်တကယ်ကိုပဲတွေးနေတာလေတောင်တွေးမြောက်တွေးနဲ့ကိုယ့်ဘာတွေတွေးလို့တွေးမှလည်းမသိတာပဲများပါတယ်တိပြီးတော့တွေးနေတာအလွန်နဲပါတယ်ဟုတ်လားတွေးလိုက်တဲ့အတွေးတွေကမသိတာကပဲများတယ်မသိလိုက်တာကပဲများတယ်ပေါ့ဟုတ်လားပြီးတော့နေ့တိုင်းဆိုရင်တော့ဒါပြောကြတယ်ဆိုကြတယ်လုပ်ကြတယ်ကန်ကြတယ်များသောအားဖြင့်ဒီအပြောဆိုအလုပ်ကန်နေတာများသောအားဖြင့်လောဘဒေါသရဲ့လက်အောက်ခံအပြောဆိုအလုပ်ကန်တွေပဲများပါတယ်ဟုတ်လားလောဘကတော့မတရားလောဘလည်းဖြစ်ခြင်းဖြစ်မယ်တရားတဲ့လောဘလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့တိုးတိုးရလူမှုနဲ့ပြောကြဆိုကြတာလုပ်ကြကန်ကြတာရှိသလိုနော်စိတ်တိုင်းမကြတဲ့သဘောနဲ့ပြောကြဆိုကြလုပ်ကြကန်ကြတာတွေကမရှိဘူးလားအဲ့ဒါဘာလို့တာမီးတောက်တာလို့ဒီလိုမြတ်စွာဘုရားကရှင်းပြတာပေါ့အဲ့တော့ပညာရှိဆရာကြီးကဒီတောင်မို့ကိုငါတို့ပဲတူးกว่าလို့ခိုင်းတယ်အဲ့ပညာရှိဆရာကြီးဆိုတာဘယ်သူတုံးဆိုတော့မြတ်စွာဘုရားကိုပြောတာတဲ့မြတ်စွာဘုရားကဒီခန္ဓာကိုယ်ဒီဟူသောတောင်မို့ကြီးထဲမှာဘာတွေရှိတယ်ဘာတွေနဲ့တိဆောက်ထားတယ်ဆိုတာသူကောင်းကောင်းနားလေတယ်သိတယ်ဟုတ်လားတပည့်ဆိုတာကတော့ဒါအမှန်တရားကိုသိလို့မြင်လို့မျက်နှိုးကြတယ်အထုကြတယ်နော်ယောဂီပုဂ္ဂိုလ်တွေနော်သူတော်ကောင်းအလုပ်ကိုစိတ်ဝင်စားကြတဲ့ပုဂ္ဂိုလ်တွေကိုဒါတပည့်လို့ပြောတာအောင်ယတနာ5ချက်ရှင်းသွားပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အေးနောက်ဒီမှာဆရာကအောက်ပြားတို့တရွန်းတို့လက်နဲ့တစ်ခုခုပေးပြီးတော့ငါတပည့်ကြော့
ဒါကိုယူပြီးတော့ဒီတောင်မူကြီးကိုတူးလို့ခိုင်းအဲ့ဒီလက်နဲ့တူးလို့မရဘူးလေလက်နဲ့ပါအောင်မှတယွန်းသုံးဖို့ပေါက်ပြသုံးဖို့ဒါတစ်ခုခုနဲ့တော့တူးရလိမ့်မယ်ဟုတ်လားအဲ့ဒီလက်နဲ့ဆိုတာဘာပြောအောင်ဆိုလက်နဲ့ဆိုတာပညာကိုပြောတာတဲ့ဟုတ်လက်နဲ့ဆိုတာဘာပြောတာတော့ပညာကိုပြောတာအတိညာအဲ့တော့အတိညာကအဆင့်အမျိုးမျိုးရှိတယ်ဒီအတိညာနဲ့ဒီခန္ဓာကိုယ်ကြီးကိုတော့တောင်ပေါ်ကြီးကိုတူးဆွကြရတာတကယ်တမ်းကဟုတ်လားအခုတရားနာတယ်ဆိုတာလည်းပဲဒီအတိညာကိုရှာတာပဲဒါတုဒ္ဒမယသိဘူးဒါလေးကိုကိုကဆက်ပြီးတော့တဘာဝကြမှန်မှန်ကန်ကန်စဉ်းစားမယ်ဆိုရင်စဉ်းစားလို့သိလာတဲ့အတိလေးဟောအရှင်းတက်လာတာရှိတယ်စိန်တာမယသိတခါလေကိုယ့်ကိုကြိုးစားအထုတ်ရင်းနဲ့ကြည်ပါများစွာပွားများရင်းနဲ့တော့ထင်ထင်ရှားရှားသိသွားတဲ့မြင်သွားတဲ့အနေအထားမျိုးလေးတွေလည်းခန္ဓာရဲ့သဘောလေးတွေကိုသဘောပေါက်သွားတာလေးတွေကိုမရှိဘူးလားရှိတဲ့ဒါကြတော့ဘာဝနာမယသိဘူးဘယ်အတိပဲဖြစ်ဖြစ်ဒါဟာဘာလဲလို့မေးရင်ခန္ဓာကိုယ်တောင်ပေါ်ကြီးကိုတူးဆွမယ်လက်နဲ့ပဲဟုတ်လားလက်နဲ့မပါလို့ရှိရင်အလုံးမဖြစ်ဘူးဟုတ်လားဒါကြောင့်အတိဉာဏ်ရှိအောင်အထူးသဖြင့်ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သိတဲ့အတိဉာဏ်ရှိအောင်နည်းမျိုးစုံနဲ့ကြိုးစားကြရတယ်နားထောင်ကြရတယ်နော်စဉ်းစားကြရတယ်နော်လက်တွေပွားများကြရတယ်အစင်းလိုက်တော့ရတယ်ဟုတ်လားဘယ်ရာကပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဒီလိုပိုင်းခြားသတ်မှတ်ဖို့တော့ခက်မယ်လို့ထင်ပါတယ်နော်နားမထောင်ခဲ့ပဲနဲ့တရားဓမ္မတို့အရှင်တို့ဒီနေရာရောက်လာဖို့မလွယ်ဘူးနော်သူတော်ကောင်းကြီးတွေပြောခဲ့တဲ့စကားကိုနားမထောင်ခဲ့ပဲနဲ့စာရီပီတွေမဖတ်ခဲ့ပဲနဲ့ဒါအထုတ်တဲ့တယ်ဆိုတဲ့အမြင်တောင်ရဖို့မဖြစ်နိုင်ဘူးဟုတ်လားအဲ့တော့ဒီနေရာလေးရောက်လာတာဒီလိုလေးတွေးမိနေတာကွာစားနားထောင်ခဲ့တဲ့အခြေခံအဆောက်အုံကြီးရှိခဲ့လို့သူ့တန်ဖိုးကိုနားလည်ဖို့လိုတယ်နော်အေးဒါကြောင့်နားထောင်ခြင်းအဖြစ်လည်းပဲအတိညာကိုရအောင်ကြိုးစားရမယ်ပြီးရင်ကိုယ်လည်းစဉ်းစားအောင်ဒါတွေဟုတ်လားမဟုတ်လားအစဉ်းစားကိုယ့်ကိုပဲပဲနဲ့စဉ်းစားအဲ့ဒီစဉ်းစားခဲ့တဲ့ဉာဏ်လေးကြောင့်လည်းအခုဒီနေရာရောက်လာတာတော့တရားတွင်းကြီးမှာအိမ်နေလဲလက်ကားပါပဲကြောင်းသွားလိုက်လို့ရှိရင်ထိုက်တဲ့ကုသိုလ်ကောင်းမှုတော့ရမှာပဲဟောဒါမှန်မှန်ကန်ကန်စဉ်းလိုက်လိုက်တာပဲလေမရဘူးလားရတာပေါ့နော်ဟိုဦးစင်းကဒါကိုပြောရင်းနဲ့တခုတောင်သွားပြီးတော့အမှတ်ရသေးတယ်လူတွေကရတယ်လို့ပြောရင်လက်စုပ်လက်ကင်ပြလို့ရတာကြီးလို့ပဲသူတို့ကအရန်စိတ်ဝင်စားကြတာပေါ့နော်တကယ်တော့အကုသိုလ်မဖြစ်တာကိုကမကောင်းတာမဖြစ်တာတွေကိုကဒါတော်တော်ကြီးကိုကောင်းတာရတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အိမ်မှာနေတာနဲ့စာရင်တော့အများကြီးမကောင်းတာဖြစ်ခွင့်တတ်တာတယ်ဒါမကောင်းတာဖြစ်ခွင့်တတ်တာနောက်ကောင်းတာဖြစ်ခွင့်လည်းပို့ပြီးတော့များတယ်ဟုတ်သလားအေးအဲ့ဒီအချက်ကလေးကိုတေချာစဉ်းစားဒါဆိုလို့ရှိရင်တို့ကအဓိပ္ပာယ်မဲ့လုံးနေတယ်တခါလေးစိတ်တက်ကြလို့ရှိရင်ဘာဒီမျိုးလုံးနေပါနားလာပြီးတော့လာငုတ်တုတ်ထိုင်းနေတယ်တချို့အဲ့လိုတွေးတဲ့လူတွေရှိရနော်ဟုတ်သလားအေးဒါကြောင့်ဒကာကြီးမိုင်များနော်ရတယ်ဆိုတာမကောင်းတာမဖြစ်တာကိုကစဒါရခြင်းတစ်မျိုးကောင်းတာဖြစ်တာကလည်းရခြင်းတစ်မျိုးပဲဟုတ်လားအခုဘာပြောနေတာတော့နော်နားထောင်မှုနဲ့လည်းပဲအတိဉာဏ်ကိုရအောင်လုပ်ရမယ်နော်စဉ်းစားမှုနဲ့လည်းပဲအတိဉာဏ်ကိုရအောင်လုပ်ရမယ်ဒါနဲ့ပြည့်စုံကြီးစားဆိုမပြည့်စုံဘူးဒေသနာဆိုတာကမြတ်စွာဘုရားဟောထားတဲ့တရားတွေဆိုတာကနော်စဉ်းစားယုံမျှနဲ့ပြည့်စုံတဲ့အတိဉာဏ်ကိုမရနိုင်ဘူးနော်စဉ်းစားတဲ့နေပေထက်လွန်ကဲတဲ့နေပေရှိတယ်ပေါ့စဉ်းစားတာလည်းမလိုဘူးလို့တယ်ဒါပေမဲ့ဘာလို့ဖို့လို့ဆိုပွားများအထောက်ဖို့လိုသေးတယ်ဟုတ်လားနော်ကျင့်ဖန်များစွာပွားများအထောက်မှတိလာမဲ့တရားတွေကကျင့်ဖန်များစွာကိုပဲပွားများအထောက်မှတိလာမှာမပွားများပဲနဲ့တိကိုမတိဘူးနားကိုမလဲဟုတ်လားဒါကြောင့်တခါတလေကိုကဒီအလုပ်ကိုတပတ်တလဲလဲလုပ်နေရတာဘာမှလည်းတိုးတက်မှုမရှိဘူးလို့ကိုကအမှန်တိုးတက်တယ်မတိုးတက်ဘူးဆိုတာကိုတကယ်တမ်းမသိနိုင်ဘူးဆိုရပါစို့ဦးတင်ရိုးရိုးလေးဥမာတစ်ခုပေးမယ်ယောဂဖြစ်လို့ဆေးတောက်တယ်ဆေးကထဲထဲမှာဘယ်လိုတွေလုပ်နေတယ်ဆိုတာသိနိုင်လားမသိနိုင်ပါဘူးเนาะအချိန်တန်လို့ယောဂပျောက်သွားမှာပဲဩပျောက်သွားဟဲ့တက်တာသွားတယ်ဟဲ့လို့သိရတာဟုတ်လား तू ဘယ်လိုအလုပ်တွေလုပ်နေဆိုတော့မသိနိုင်ဘူးတော့ဒီတတိလေးကိုထူထောင်းနေတယ်เนาะဝရိယတတ်တွေကိုမွေးမြူနေရရောက်တယ်တတိတွေကိုမွေးမြူနေရရောက်တယ်ပညာတွေကိုဖြစ်ပေါ်အောင်ကြိုးစားနေရရောက်တယ်ဒီလိုနဲ့သွားကြရတာเนาะဒီအဆင့်ကိုမဖြတ်တတ်မဲ့နဲ့ဟိုအဆင့်ဆိုတာကိုမရောက်နိုင်ဘူးဒါကြောင့်အဆင့်တိုင်းမှာအဓိပ္ပာယ်ရှိတယ်ဆိုတော့နားလည်ရမယ်ဒါပေမဲ့လူတဲ့တစ်ခါလေးတိတ်လောကြီးနေတဲ့အခါကျတော့ရောက်ချင်နေတဲ့ရှေ့ကိုရှေ့ရောက်ချင်နေတာနဲ့ခုသွားနေတာခလုတ်တိုက်တာမျိုးဘာမျိုးကြုံနိုင်တယ်သဘောပေါက်ရလားဗျအေးဒါကြောင့်ကြားမှုနဲ့လည်းပဲအတိညာကိုထူထောင်ရမယ်တွေးမှုနဲ့လည်းအတိညာကိုထူထောင်ရမယ်ပွားများအထောက်မှုနဲ့လည်းပဲအတိညာကိုထူထောင်ရမယ်အဲ့ဒီအတိညာကိုဒီမှာဗာပြောတော့ခန္ဓာကိုယ်ကြီးကိုမှန်မှန်ကန်ကန်သိဖို့အတွက်တူးဆွကြည့်တဲ့နေရာမှာသူဒီလက်နဲ့ပဲဟုတ်လားဒါနဲ့တူးတယ်ဆိုတာကဘာတော့ဆိုတော့တူးတယ်ဆိုတာကဝရိယကိုပြောတာတဲ့နော်အထုံးမှုကိုပြောတာအထုံးမှုမပါဘဲနဲ့လည်းပဲရှိမရအောင်နော်အတိတွေတတိတွေဘလောက်ပဲအကောင်းပါလဲပြောဝရိယမပါရင်အဲ့ဒီအတိတွေတတိတွေကရက်ဆိုင်နေတဲ့သဘောရှိတယ်လို့တင်စားပြီးတော့ပြောရမလို့ရှိတယ်ဟုတ်လားဒါကြောင့်ကြိုးစားကြဖို့ကမလိုဘူးလားလိုတယ်ဟုတ်လား
ဒါကိုဦးဇင်းတို့နော်ဒီသုတ်တံမင်းကွန်းစတော်ဘုရားကြီးကလင်္ကာလေးစီထားတယ်ဒီလင်္ကာလေးကတော့လွန်ကောင်းပါဤခန္ဓာကိုတောင်ဖို့ဆိုလောညင့်ကိုလုံမျိုးကြံဖန်ပြိုးသည်အခိုးလူလူထွက်သောဟူ၏နေမူကိုနှုတ်ထိုလုံ၌အာထုတ်ကျင့်ဆောင်မီးတောက်လောင်၏ဘုံကောင်ထွက်ထားမြတ်ဖရာကပုံနာเสียဟောမိတ်မာ၏ယောဂဝဆရပုဂ္ဂလမူတိတ္တဉာဏ်ရှိစံတပြည့်တည်းနော်ဝိပဿနာမက်ပညာကထက်စွာအသွားတန်လျက်ဓာတ်ကြိုးစားလုံးလဝရိယထံဖြင့်အာထုတ်ခြင်းကိုတူးခြင်းခေါ်ရာဟာဒီရောက်သွားတယ်ဒီလင်္ကာလေးရပြောဆိုရင်ဒီရောက်သွားပြီနော်ကြိုးစားလုံးလဝရိယထံဖြင့်အာထုတ်ခြင်းကိုတူးခြင်းခေါ်ရာဟုတ်လားအဲ့လိုတူးလိုက်တော့ဘာတွေ့တော့ပထမဘာတွေ့တော့ဆိုတော့ဆရာမင်းတုံကြီးတွေ့တယ်တကားမင်းတုံကြီးတွေ့တယ်ဟုတ်လားအဲ့တော့တကားမင်းတုံဆိုတာဘာပြောတော့ဆိုတော့အဝိဇ္ဇာကိုပြောတာတဲ့မသိမှုအဝိဇ္ဇာကိုပြောတာနော်ကြိုးစားလုံးလဝရိယထံဖြင့်အာထုတ်ခြင်းကိုတူးခြင်းခေါ်ရာအဝိဇ္ဇာကပိတ်ကာမင်းတုံစံတနှုံးတည်းတဲ့ဆိုကြီးရေးတာဟုတ်လားအဝိဇ္ဇာဆိုတာမင်းတုံဆိုတာအဝိဇ္ဇာကိုပြောတာနော်တူပုံကဘယ်လိုတူတာတော့တကားကိုအတွင်းကနေပေါ့ကျက်ချထားလိုက်ပြီဆိုရင်အတွင်းအပြင်အသွားလာလုံးဝပြတ်သွားပြီအတွင်းထဲမှာဘာရှိတယ်ဆိုတော့အပြင်ဘက်ကလူဘာမှမသိနိုင်တော့ဒီထဲကိုလည်းသူဝင်ပြီးတော့လေ့လာဖို့မရတော့တကားပေါ့ပိတ်ထားလိုက်တယ်ဟုတ်လားအဲ့တော့အဝိဇ္ဇာဆိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့မှန်ကန်စွာသိနိုင်ဖို့အတွက်လမ်းကြောင်းတွေကိုအကုန်သူပိတ်ဆို့ထားရရောက်တယ်ဒီနေရာမှာမာစီဆိုကြီးပြောတာကိုဦးဇင်းကအရန်သဘောကျတယ်ဆိုကြီးကဘာပြောတော့ဆိုတော့ဒီနေရာမှာအဝိဇ္ဇာဆိုတာဘာကိုဆိုလိုတာလဲဆိုတော့အာထုတ်တဲ့နီလန်းကိုမသိတဲ့အဝိဇ္ဇာကိုပြောတာတဲ့အထုတ်တဲ့နီလန်းကိုမှန်မှန်ကန်ကန်မသိဘူးဆိုရင်တော့ဘာမှရှေ့ဆက်ပြီးတော့သိလာတဲ့အကြောင်းမရှိတော့ဒီခန္ဓာရဲ့အကြောင်းကိုဘာမှမှန်မှန်ကန်ဆက်ပြီးသိတဲ့အကြောင်းမရှိတော့ဒါကြောင့်ဘလို့အာထုတ်ရတယ်လဲဆိုတာကိုနီးမှန်လမ်းမှန်သိဖို့ကြိုးစားရမယ်အဲ့လိုသိတယ်ဆိုလို့ရှိရင်အာထုတ်တဲ့နီလန်းကိုမသိအောင်ဖုံးထားတယ်မသိဘူးဆိုတဲ့အဝိဇ္ဇာကတော့အဲ့ဒီချိန်မှာပြောင်းနေတယ်ပေါ့သစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာကတော့ဒကာဓမ္မတို့ဦးဇင်းတို့မှာအခုဒီနောက်မှာလူတွေအကုန်ရှိတယ်နော်ဒါပေမဲ့ဘယ်ပုံပဲနည်းအာထုတ်ရတယ်လဲဆိုတဲ့အာထုတ်တဲ့နီလန်းကိုမှန်မှန်ကန်ကန်သိတဲ့အတွက်ကြောင့်အာထုတ်တဲ့နီလန်းကိုမသိတဲ့အဝိဇ္ဇာကြီးကတော့ပြုတ်နေတယ်ဒါကြောင့်အဲ့ဒီမင်းတုံးတော့မရှိဘူးဒါကြောင့်မို့လဲဒကာဓမ္မတို့ဦးဇင်းတို့ဝင်ထွက်သွားလာပြီးတော့ပညာနဲ့စူးစမ်းလို့ရတာဟုတ်တယ်မဟုတ်လားနောက်အဝိဇ္ဇာမင်းတုံးကိုကိုကအထုတ်တဲ့နီလန်းကိုသိအောင်ကြိုးစားလိုက်ရင်ဖြုတ်လိုက်နိုင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကတသိတဒေတာကိုဆိုလိုတာဟုတ်လားသစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာကတော့ဒါမဉ္ဇဉ်ဘုံညာရမှာသူကတော့ဖြုတ်နိုင်မှာပေါ့ဟုတ်လားဒါကစတော်ကြီးပြောပြတာလေးကိုမှတ်သားကြရဦးဇင်းကပြောပြတာဟုတ်လားအေးအဝိဇ္ဇာကပိက္ခမင်းတုံစံတနှုံးတိဟုံဟုံတက်ကြွမြက်ကောဓာတ်မူဖားပွားဟူပြီတဲ့ဟောမင်းတို့တွေ့ပြီးတော့ဘာဆက်ပြောဆိုဖားတကောင်တွေ့တယ်လို့မပြောဘူးလားတွေ့နော်အဲ့ဒီဖားဆိုတာဘာပြောတာတော့အမျက်ဒေါသကိုပြောတာဒီနေ့မှာဖားဆိုတာလည်းပဲ तू ကတာမန်ဖားမဟုတ်ဘူးဥဒ္ဓမာယိကဖားလို့စာတွေကပြောတယ်ဥဒ္ဓမာယိကဖားဆိုတာကစသာတုန်းက तू တေးသေးလေးပဲတဲ့ဒါပေမဲ့သူ့ကိုထိခိုက်မိသွားရင် तू ကဒေါသအလွန်အားကြီးတဲ့အခါထိလိုက်တာနဲ့ तू ကဖောင်းလာတယ်ဘုရင်တို့ငယ်ငယ်တုန်းကအညာစီမှာလို့ဖားမျိုးလားဘာလားတော့မသိအောင်ခက်ကြားကြပဲမိုးလောက်ကြီးလေးလောက်ကြီးဆိုတော့သူ့ကိုဒုက္ခလေးနဲ့ဘတ်ရိုက်လိုက်ရင် तू အကြီးဖြစ်လာဟုတ်လားအကြီးဖြစ်လာရှိတယ်ဟုတ်လားအစာလည်းပြထားတာကတော့ तू ကအဲ့ဒီလိုဖားမျိုးကသူ့ကိုထိရင် तू ကတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့ဘယ်လိုဖြစ်လို့ဆိုတော့လေမုတ်ထားတဲ့ဥပေါင်းတို့ तू ကကြီးလာတော့သူ့ရဲ့ခြေလေးတွေလက်လေးတွေကမြေကြီးကိုမထောက်မိတော့ဘဲနဲ့ဘေးကိုကားသွားတယ်အဲ့တော့ तू သွားလို့လည်းမရတော့ तू လှုပ်ရုံပဲလှုပ်နိုင်တော့တယ်သူ့ရဲ့ခြေထောက်ကလက်တွေကမြေကြီးကိုမထောက်မိတော့ဘူးအဲ့လောက်ထိ तू ကဒေါသအားကြီးတဲ့ကောင်အဲ့ဒီချိန်မှာကြီးတို့ရှင်တို့ကသူ့ကိုလာထိုးစိတ်ပြီးတော့စားသွားတယ်တဲ့ तू ကဘယ်မှမသွားနိုင်တော့တာအဲ့တော့ဒေါသဆိုတာက तू ဘာလဲဆိုတော့ပွားလာတတ်တဲ့သဘောရှိတယ်ဆိုတာကိုအဓိကဥမာပေးခြင်းတာနော်စိတ်မကျဉ်းနှံ့မှုဆိုတာကမွေးမြူလို့ကတော့အတိုင်းအဆမရှိအောင်ပွားလာလိမ့်မယ်ဗျာဟုတ်လားဒါကြောင့်သူ့ကိုမမွေးမြူမိဖို့လိုတယ်နော်ဒေါသကိုမမွေးမြူမိဖို့လိုတယ်မကျဉ်းတဲ့ချက်တွေကိုမွေးတယ်ဆိုတာထပ်တွေးတာကိုပြောတာရိုးလေးဟုတ်လားမွေးတယ်ဆိုတာဘာဟုတ်တာထပ်တွေးနေတာဒီမကျဉ်းတဲ့ချက်ကိုပဲထပ်တွေးနေတွေးလေဒေါသဖြစ်လေဒါကြီးကပို့ပြီးတော့စိတ်ထဲမှာခိုင်ပြီးတော့မြဲတော့ဒီလူအကြောင်းမကျဉ်းတတ်ဘူးဆိုရင်ဒီလူအကြောင်းကကြီးပြုံးကိုခေါင်းထဲမှာရှိတဲ့ဓာတ်ဆိုတစ်ချက်တွေးလိုက်တာနဲ့အကုန်လုံးအစုံရောက်ပြီးသားဒီထဲမှာသူကအရန်ကျွမ်းကျင်သွားတာနော်ခဏလုံနေတာဟုတ်သူကဟုတ်လားအဲ့ဒီနီးနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဘာဖြစ်တော့စိတ်ပင်ပန်းကြပျက်စီးတာပေါ့နော်အဲ့ဒီနီးနဲ့ပျက်စီးကြတာဒါကြောင့်ဒေါသမဖြစ်အောင်ဘာလို့မတွေးနဲ့ဒေါသဖြစ်เสียအကြောင်းကိုတွေးရင်အဲ့ဒါဒေါသကိုမွေးမြူနေတာအဲ့ဒါဒေါသကအဲ့ဒီဖားလို့ကြီးလာရင်တော့အကျိုးမဲ့ပျက်စီးသွားတယ်
ဒါကြောင့်မကျေနပ်စရာတွေကတော့ရှိနေတာပဲဘယ်တော့မှရှောင်လို့မရဘူးဟုတ်လားကိုသာအည်သွေးရှိအောင်ကြိုးစားကိုသာအည်သွေးရှိအောင်ကြိုးစားဘုရားကအဲ့ဒါပဲခိုင်းတာအတိတ်ကဟုတ်လားတက်နိုင်သမျှတော့ရှောင်မှာပေါ့ရှောင်ရရင်လည်းရှောင်ပေါ့ဒါပေမဲ့ရှောင်မရတာတွေကအများကြီးရှိနေတာပဲလေဟုတ်လားဒါကြောင့်ဖားဆိုတာဘာပြောတာတော့အမျက်ဒေါသကိုပြောတာတဲ့အဝိဇ္ဇာကပိကမင်းတုံးစံတတုံးတိဟုံတက်ကြွမြက်ကောတမှုဖားပွားဟူပြီနော်ယုံမှရှိသာဝိရှိကိစ္စလမ်းဓမ္မတွေတဲ့နော်ဖားတွေ့ပြီးတော့လမ်းလေးနှစ်ခွတွေ့တယ်ပြောတာဟုတ်နော်လမ်းနှစ်ခွကဘာပြောအောင်ဆိုဝိရှိကိစ္စကိုပြောတာတဲ့ယုံမှတန်တဲ့ရနော်ဒီနေရာမှာဦးဇင်းတို့အဓိကတရားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်နားလည်ဖို့ရကငါဒီလိုကြီးထိုင်နေတာတကယ်ချမ်းသာကြောင်းအလုံးမှာဟုတ်ရဲ့လားအတိပ္ပယ်မှာရှိတာဟုတ်ရဲ့လားဒီနီလန်းကတကယ်မှထိရောက်တာဟုတ်ရဲ့လားအစရှိတဲ့ဖြင့်ဟုတ်ရဲ့လားတွေးနေတာနဲ့ကိုမလုံးလိုက်ရအဲ့ဒါဘာတော့ဆိုတော့ဝိသိကိစ္စတန်တရားဖြစ်နေတာပြက်သားလားမရှိဘူးပေါ့ဟုတ်လားဒီဝိသိကိစ္စကိုအတိအကျပြောရရင်တော့ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကြီးသူနဲ့ပတ်သက်ပြီးတော့ယုံမှတန်တရားဖြစ်တာနော်ဒါတွေကဟုတ်မြဟုတ်လေသလားဟုတ်မြမဟုတ်ဘူးလေလားလို့တွေးတောတဲ့သဘောဒါပေမဲ့တရားအထုတ်တဲ့အချိန်မှာအဲ့ဒီလောက်ကြမ်းထမ်းတဲ့ဝိသိကိစ္စကြီးတော့မရှိဘူးသို့တော့အထုတ်ရင်းနဲ့ကိုပဲဒီနီးလေးနဲ့သွားလေးရကောင်းလုံးတို့ဟိုနီးလေးနဲ့သွားလေးရကောင်းလုံးတို့ဒီလိုသိတာသိမဟုတ်ဘူးမဟုတ်သေးဘူးနဲ့တူတယ်ဟိုလိုလေးသိကြည့်အောင်မှတူတယ်ဟိုလည်းမရောက်ဒီလည်းမရောက်နဲ့အဲ့ဒါခြားလေးလဲနေတဲ့သေးတယ်ဟုတ်လားဒါကြောင့်ယုံကြည်မှုကိုစိုက်ပြီးတော့ချထားနိုင်မှုလိုတယ်တကယ်တည်းကဦးဇင်းထင်ပါတယ်နီလန်းတွေကသိပြဿနာမရှိဘူးနီလန်းတွေကတော့အကုန်လုံးမှန်တယ်လို့ဦးဇင်းကဒါဒီမှာထင်ရှားဖြစ်နေတဲ့နီလန်းတွေကိုရည်ညွှန်းတာပေါ့နော်ကိုယ်ခန္ဓာမှာထင်ရှားဖြစ်နေတဲ့ယုံနာတဘာဝတရားကိုနော်တတိထားပြီးတော့ရှုမှတ်ခိုင်းတဲ့နီလန်းမှန်တယ်များဘယ်နီလန်းဖြစ်ဖြစ်ဒါအကုန်မှန်ပါပဲဟုတ်လားလိုးနေတာကနီလန်းပိုင်းမဟုတ်လိုးနေတာကကိုယ်ပိုင်းပဲဟုတ်လားကိုယ့်ရဲ့တရားတရားကိုယ့်ရဲ့ကြိုးစားအထောက်မှုကိုယ့်ရဲ့ဆွေးမြဲမှုကိုယ့်ရဲ့အသိဉာဏ်ဒါတွေပဲလိုနေမှာဟုတ်လားဒါကြောင့်ဒါဒီပိုင်းဆိုင်ရာမှာဘာမှတန်တရားမဖြစ်နဲ့ဟုတ်လားစိတ်ထဲမှာတန်တရားဖြစ်လာပြီဆိုရင်အဲ့ဒီတန်တရားဖြစ်တဲ့အချက်ကိုသာလည်းဒါအပြစ်ပဲလို့နားလေရမယ်အဲ့ဒါကိုကစားဒါခရီးဖင့်သွားပြီပေါ့နော်ဟိုသွားမလားဒီသွားမလားရွေးနေတာနဲ့ကိုပဲသူကဒုက္ခရောက်မှာဒါလည်းပေတတို့ကြားဝီသားပါပဲလမ်းတစ်ခွဆိုတဲ့ဥမာကိုမြတ်စွာဘုရားဘာကြောင့်ပေးတာဆိုကြပါစို့အလွန်တန်မှုရှိတဲ့ကုန်ပစ္စည်းတွေနဲ့ခီးထွက်လာတဲ့ကုန်တဲ့တယောက်နောက်သတင်းကြားလို့လူစိုးတစ်ခုတွေကနောက်ကနေလူရဲ့ဖြစ်စီကိုလိုက်လာကြတယ်လူစိုးတစ်ခုတွေလိုက်လာတယ်ဆိုတာကိုလည်းဒီကုန်တဲ့ကသိလို့မို့ရှိကနေပြီးတော့လွတ်အောင်အတင်းသွားတယ်နော်အဲ့လိုသွားနေတော့မှပဲဘွားဆိုလမ်းတစ်ခွတွေ့တယ်ကဲဘယ်လမ်းလဲမှလည်းမသိညာလမ်းလဲမှမသိတွေးဝေးနေတဲ့လမ်းတစ်ခွမှာသူရက်ပြီးတော့စဉ်းစားနေတယ်တွေးဝေးတာကြာသွားတာတော့နောက်ကလူစိုးတစ်ခုကမီးလာအဲ့ဒီမှာအကျိုးမဲ့ပျက်စီးတယ်ဟုတ်လားအဲ့တွေးဝေးသွားပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဘာဖြစ်တော့အလုံးကမဖြစ်တော့အဲ့တော့ကိုချမှတ်ထားတဲ့လမ်းစဉ်ဒါကြိုးစားမယ်တော့ဒီနေရာမှာဦးရှင်တို့ယုံမတန်လျာဖြစ်လာတယ်ဆိုရင်ကိုထက်တိတဲ့တက်တဲ့တော်တဲ့ပညာရှိသူတော်ကောင်းတွေထံကိုချင်းကပ်ပြီးတော့မင်းမြတ်ဖို့လိုတယ်ဒါကတော့ဒီနီလန်းလေးတွေကတော့ပြောမှဖြစ်မယ်ဟုတ်လားအေးအဲ့လိုမေးလို့ရှိရင်သူတို့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ကိုယ့်ရဲ့ကြီးမားစွာဖြစ်နေတဲ့တန်တရားအလွယ်တကူလည်းပျောက်သွားနိုင်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဒီတရားမှန်ကန်တဲ့နီလန်းကိုပဲစွတ်ရွတ်ပြီးတော့သာကြိုးစားအထောက်ကြည့်လိုက်အထောက်ရင်းနဲ့နော်ယုံကြည်စရာတွေတွေ့လာတော့တန်တရားတွေတဖြည်းဖြည်းနဲ့နည်းသွားပြီးတော့တန်တရားကင်းရှင်းတဲ့အနေအထားကိုလည်းရောက်သွားနိုင်တယ်ပေါ့တကယ်လို့သာသောတပတိမဉ္ဇဉ်ပုံညာရခဲ့မယ်ဆိုရင်တော့ဒါကတန်တရားကိုလုံးဝကျော်လွှားသွားတဲ့အနေအထားပေါ့တိဏ္ဏဝိရှိကိရှောဆိုသူကတော့အဲ့ဒီကြမှာလုံးဝကျော်လွှားနိုင်မှာကြားထဲမှာတော့အဲ့ဒါကြိုးကြသူကလာနိုင်သေးတယ်ဟုတ်လားဒါကြောင့်လမ်းတစ်ခွဆိုတာဘာကိုပြောတာတော့ယုံမှားတန်တရားဆိုတဲ့ဝိရှိကိစ္စကိုပြောတာဟုတ်လားဟုံတက်ကြွမြတ်ကောဓာမှုဘာဝဟူပြီးယုံမှရှိစားဝိရှိကိစ္စလမ်းနမွာရီငါးပြာနိဝရဏရေစစ်ပြလို့တဲ့နော်ရေစစ်ကိုဆက်ပြီးတော့တွေ့တယ်လို့ပြောတာကိုနော်တောင်ပူကြီးထဲမှာရေစစ်ကိုတွေ့တယ်ဆိုတော့ရေစစ်ဆိုတာဘာလဲရေစစ်ဆိုတာဆက်ပြရေစစ်ဆိုတာကဦးဇင်းတို့ငငယ်ဘုန်းကြီးကျောင်းသားဘွားတုန်းကပကံတွေပါတွေပို့ဖို့အတွက်ဆက်ပြတွေပါတွေသွားကျုံရတာရှိတယ်ဒီအောက်ပိုင်းမှာဆက်ပြပေါက်တဲ့နေရာရှိမရှိတော့မသိဘူးအညာပိုင်းမှာတော့သူကဆက်ပြအမှုံနုနေရတယ်မြေကြီးကလည်းအလိုလိုထွက်နေတာပေါ့နော်မှုတွေတက်နေတယ်လို့ပေါ့မြေကြီးတွေကအဲ့ဒီဟာလေးတွေကိုသွားကျုံရတာရှိတယ်အဲ့ဒါကိုရေစိမ်ပြီးတော့နော်ရေအကြည်လေးနဲ့ဒီအဝတ်တွေပါလေလျှော်လို့ရှင်အရန်ဖြူတယ်ဟောနော်အဲ့ကလေးတုန်းကတော့အဲ့ဒါဘုန်းကြီးကျောင်းမှာအဲ့ဒီဆက်ပြားကြီးကျုံပြီးတော့ပုံထားရတာပကံခွဲရောက်တွေကိုအဲ့ဒါနဲ့တိုက်ရတာပေါ့နော်အဲ့ဒီဆက်ပြားရေကိုစစ်ချတဲ့အခါမှာတော်တလဲတွေအကျန်းတွေအမိုက်တွေကိုကြံရစ်အောင်ရေစစ်နဲ့စစ်ရတာရှိတယ်အဲ့တော့ဆက်ပြားရေတွေစိမ်ထားတာကိုအဲ့ဒီရေစစ်ထဲလောင်းထည့်လိုက်တာတပုံးလောင်းထည့်လိုက်တာဟောဆိုကြာသွားပြီးတော့အပေါ်မှာ
ဘာမှမကြံရဘူးရေတွေအကုန်လုံးကောင်းတာတွေအောက်ကျသွားဘယ်ရေမှဆက်ပြရေစစ်ဆိုတော့အကျယ်ကြီးရေစစ်ကအစိမ့်မဟုတ်ဘူးနောက်တလဲတို့ဖုံတို့အမိုက်တို့ပဲစစ်တာဆိုတော့ရေစစ်ကြီးကအကျယ်ကြီးဘယ်လိုရေထည့်လိုက်ဘယ်ရေမှအဖက်တင်နေတယ်ဆိုတာမရှိဘူးအကုန်လုံးအောက်ကျသွားတာအဲ့တော့ရေစစ်ဆိုတာဘာပြောအောင်ဆိုတော့နိဝရဏတရား၅ပါးကိုပြောတာတဲ့ကာမိဆန္ဒဆိုတဲ့ကာမဂုဏ်အာယုံပေါ်မှာလူချင်းမမောတဲ့ဆန္ဒပြပါလားဆိုတဲ့မကျေနပ်မှုဒေါသဌိနမိတ်တာဆိုတဲ့အိတ်ချင်ငိုင်းမိမှုဥဒိစ္စကုက္ကုစဆိုတဲ့ပြန့်လွင့်မှုနောင်တနဲ့ပူလောင်မှုဝိသိကိစ္စဆိုတဲ့အခုပြောခဲ့တဲ့ယုံမှတန်တရားအဲ့ဒီ၅ချက်ကိုနိဝရဏတရား၅ပါးအဲ့ဒီနိဝရဏတရား၅ပါးရှိနေပြီဆိုရင်အဲ့ဒီချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာကောင်းမှုမှမတည်နိုင်ဘူးတဲ့ဒါနလည်းမဖြစ်နိုင်ဘူးသီလလည်းမဖြစ်နိုင်ဘူးဘာမှမဖြစ်နိုင်ဘူးတဲ့ဘယ်ကောင်းမှုမှမတည်နိုင်ဘူးတဲ့ရည်စစ်တဲ့ကိုဘလို့ရည်ပဲလောင်းထည့်လိုက်အကုန်လုံးရှော့ကျသွားတယ်လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာကုသိုလ်မှမတည်နိုင်ဘူးလို့ဒီအတိပ္ပယ်နဲ့ရည်စစ်ဆိုတာကိုဘာလို့ပြောတာတော့နိဝရဏတရား၅ပါးကိုပြောတာတဲ့ဟုတ်လားငါးပြားနိဝရဏရည်စစ်ပြလို့ပြီးတော့ဗာဆက်လာတော့ဆိုတော့နော်ပြင်စဥပါဒနက္ခန္ဓာမူပမာလိပ်ပုံဟောမိန်တုံရှင်းတဲ့နော်လိပ်ကိုဆက်တွေ့တယ်နော်ရည်စစ်ပြီးတော့လိပ်တွေ့တယ်ဟုတ်လားအဲ့ဒါလိပ်ကတော့ဥပါဒနဲ့ခန္ဓာ၅ပါးကိုလိပ်လို့ပြောတာဘာလို့သူကခန္ဓာ၅ပါးကိုလိပ်လို့ပြောရတာတော့ဆိုတော့လိပ်မှာကသူကယုတ်တည်းကြည့်လိုက်လို့ရှိရင်သူကဘုကလေး၅ဘုပေါ့နော်ခေါင်းရဲ့ခြေနှစ်ဖက်ရဲ့လက်နှစ်ဖက်ဒီ၅ခုကကြည့်လိုက်တာနဲ့9000ကျယ်လေးလို့ထင်ရှားနေတယ်အဲ့လိုပဲကိုယ်ခန္ဓာရဲ့သဘာဝကိုသတိထားပြီးတော့ကြည့်ပါများလို့ရှိရင်အစု၅စုထင်ရှားလာနိုင်တယ်ပေါ့နော်ဘောက်ပြန်တဲ့ရုပ်အစုဝေးယူဘက်ခန္ဓာနော်အမျိုးမျိုးခံစားတာဆင်းရဲတာတွေချမ်းသာတာတွေခံစားချက်တွေကောင်းမကောင်းဒါတွေနဲ့ပေါ်ဟာနေတာနော်အဲ့ဒီခံစားချက်တွေလည်းစိတ်ထဲမှာထင်ရှားလာတယ်ဝေဒနာခန္ဓာအဘသူပဲဘဝပဲဘာပဲညာပဲမှတ်သားထားတယ်ဒီတင်ညာကလည်းအရန်နေပေကျဲပါတယ်နော်အဲ့ဒီတင်ညာဆိုတဲ့အစုဝေးဆိုတဲ့တင်ညာခန္ဓာဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ရှင်းဆောင်မှုတိုက်တွန်းမှုလူငယ်တွေနားလည်အောင်ပြောရရင်တော့တုံ့ပြန်မှုစိတ်ထဲကောင်းတယ်တင်လို့ရှိရင်လောဘနဲ့တုံ့ပြန်တယ်မကောင်းဘူးတင်ရင်ဒေါသနဲ့တုံ့ပြန်တယ်ဟုတ်လားအဲ့ဒီစေတနာကောင်းဆောင်တဲ့စေတသိက်တရားတွေကိုသင်္ခါရခန္ဓာလို့ခေါ်ပြုလုပ်မှုတွေထင်ရှားအောင်နော်နောက်ပြီးတော့နံတရားတွေထဲမှာခေါင်းဆောင်လို့ပြောရမယ်ဝိညာဏသိမှုအရာရာသိနေတယ်မြင်တာဆိုတာလည်းပဲဒီသိတာနဲ့နော်မြင်သိစိတ်ပေါ့နော်စိတ်နဲ့ပဲသိနိုင်တာနော်မျက်စိကပတွင်းပေါင်းနဲ့တူတယ်နော်အထဲထဲကရက်ပြီးတော့ကြည့်တဲ့လူကဒီဝိညာဉ်နဲ့တူတယ်ပေါ့နော်ပတွင်းပေါက်ကိုဖွင့်ပြီးတော့ပြင်မကအရာကိုကြည့်တယ်ပတွင်းပေါက်ကြီးကမြင်တာလားအတွင်းထဲကလူကမြင်တာလားအတွင်းထဲကလူကမြင်တာဟုတ်လားအဲ့လိုပဲမျက်စိကမြင်တာလားစိတ်ကမြင်တာလားလို့မြင်စိတ်ကမြင်တာဒါပေမဲ့မျက်စိပတွင်းပေါက်ကိုပိတ်လိုက်မယ်ဆိုရင်အဲ့ဒီစိတ်လည်းမြင်နိုင်တော့နားလည်ဖို့လိုတယ်နော်အေးအဲ့တော့ဘာလဲဒီတိတဲ့သဘောတွေကိုဘာလို့ပြောတော့ဝိညာဉ်အဲ့ဒီဝိညာဉ်အစုကိုဝိညာဉ်နဲ့ခန္ဓာနော်ခန္ဓာ၅ပါးအစုဝေးကြီး၅ခုရုပ်အစုဝေးတစ်ခုနဲ့နာမ်အစုဝေး၄ခုအဲ့ဒါစိတ်ထဲမှာထင်ရှားလာနိုင်တယ်နော်တရားဘာဝနာအားထုတ်လာတဲ့အခါမှာဒီခန္ဓာ၅ပါးစိတ်ထဲမှာထင်ရှားလာတယ်ဒါကြောင့်သူ့ကိုဘာလို့ပြောလဲလေးလို့ပြောတာ၅ခု၅အစုထင်ရှားလို့သူ့ကိုလေးလို့ပြောတာဟုတ်လားပြင်စာဥပါဒနဲ့ခန္ဓာပမာလိပ်ပုံဟောမိန်တုံရှင်းအာယုံ၅ချက်ကာမဇက်မှုတန်လဲပုံတုံစင်းဒီတုံဒီတဲ့လိပ်ကိုတွေ့ပြီးတော့ဓာတ်တစ်ချောင်းနဲ့စင်းဒီတုံနဲ့တွေ့တယ်လို့ပြောတာဟုတ်လားအဲ့ဒါကဘာပြောတာဆိုတော့ကာမတရားကိုပြောတာတဲ့ကာမဂုဏ်အာယုံ၅ပါးကိုပြောတာနော်ဘလို့တူတာတော့တူပုံကလေးကဒါကစိတ်ဝင်စားတဲ့အကောင်နော်ကျွတ်တို့တစ်ခုခုကိုဟင်းချက်တဲ့အခါမှာလှီးကြပြီးဖြတ်ကြပြီးဆိုရင်ဓာတ်ကြီးလှီးလို့မရဘူးဥက္ကစင်းကြီးတုံလေးခံပြီးမှလှီးလို့ရတယ်ဟုတ်တယ်မဟုတ်လားအကပြောရင်တော့ပြောရဦးစင်ရဲ့ကြက်တုံလေးတွေလက်ပေါ်တင်လှီးတယ်လို့ပြောရင်ပြောမယ်အဲ့ဆိုရင်လက်ကစင်းကြီးတုံပဲလေအဲ့ဒီအချိန်မှာဟုတ်တယ်မဟုတ်လားတစ်ခုခုပေါ်တော့သူကတင်ပြီးတော့လှီးရတယ်ဖြတ်ရတယ်ပေါ့နော်အဲ့လိုပဲတရားမတို့အင်းတို့တွေကိုလောဘဒေါသမောဟဆိုတဲ့ဓာတ်ကအမြဲတမ်းလှီးဖြတ်တယ်တဲ့ဒီစိတ်ကလေးကိုအဲ့ဒါဘယ်ပေါ်တင်ဖြတ်တုံဆိုရင်အဲ့ဒီအာယုံ၅ပါးပေါ်မှာတင်ပြီးတော့ဖြတ်တာတဲ့ဒါအလွန်လေးနဲ့တယ်အလွန်လဲစိတ်ဝင်စားတဲ့အကောင်ဆိုကြပါစို့ယူပါယုံဆိုတဲ့မြင်စရာမရှိဘူးဆိုရင်အဲ့ဒီမြင်စရာကိုကြိုက်တယ်ဆိုတာကဖြစ်လို့မရဘူးအဲ့ဒီအာယုံပေါ်မှာကိုယ်စိတ်ကိုတင်ပြီးတော့ကိလေသာဓာတ်ကကိုယ့်ကိုလှီးသွားတာဖြတ်သွားတာဟုတ်လားအဲ့လိုပဲအတန်ကြားလိုက်တယ်ကြိုက်လိုက်တာဒါမှမဟုတ်မကြိုက်လိုက်တာဆိုအဲ့ဒီအတန်ဒီဟူသောစင်းဒီတုံးပေါ်မှာကိုယ်သည်လောဘဒေါသမောဟဓာတ်နဲ့အလှီးဖြတ်ခံရတာဘယ်လောက်လေးနေတဲ့ဥမာနော်အဲ့လိုပဲအနက်နေအရာသာတွေအတွေ့အထိတွေနော်အာယုံ၅ပါးပေါ့နော်ဒီနေ့မှာအာယုံ၅ပါးဆိုတာလေမြတ်စွာဘုရားကာမဂုဏ်အာယုံကိုရည်ညွှန်းတာမျက်နှာဖွယ်ကောင်းတဲ့နှစ်သက်ဖွယ်ကောင်းတဲ့လူချင်းမမိုးစရာကောင်းတဲ့
နော်အယောင်မျိုးစုံအတန်မျိုးစုံအနတ်မျိုးစုံဟုတ်လားနော်အတွေ့အရသာမျိုးစုံအတွေ့အထိမျိုးစုံအဲ့ဒါတွေကဘာလို့စင်ဒီတုံးပဲတဲ့ကိလေသာကဒါပဲတတ္တဝါတွေကတော့အလှီးဖြတ်ခံနေရတယ်မင်းကုန်းဆိုကြီးပြောတာပုံပေါ်သိလားပါရိပ်တောင်အလှီးခံရတယ်လို့ပြောတာဟုတ်လားအာယုံ၅ပါးတည်းဟူသောစင်ဒီတုံးမှာတင်ပြီးတော့ကိလေသာဓာတ်ကပါရိပ်နဲ့ကိုလှီးဖြတ်ပစ်တယ်လို့အဲ့လိုပြောတာဟုတ်လားဒါကြောင့်အာယုံ၅ချက်ကာမဆက်မှုတန်လျက်ပုံနှုံစင်ဒီတုံးတိသာတုံးဟူပြီးဆွဲကပ်ညိတာနန္ဒီရာကစွန့်ခွာမှလေဟောနောက်ထပ်သားတုံးလေးတုံးတွေ့သေးတယ်အသားစိန်တုံးလေးအမေသားလေးလားဝက်သားလေးလားအသားတစ်မျိုးမျိုးပေါ့ဟုတ်လားအဲ့ဒီအသားဆိုတာဘာပြောင်းဆိုနန္ဒီရာကကိုပြောတာတဲ့နန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာစွဲမဲ့တာနှလုံးထပ်ပြီးတော့တောင်းသုံးတာတေကိုကောက်ရင်တော့လောဘကသူကအဆင့်အမျိုးမျိုးရှိတယ်နော်လူချင်းကမတ္တလေးတွေလည်းရှိတယ်ပေါ့နော်အခုကအဲ့လိုမဟုတ်တော့စွဲနေတာနော်နှစ်သက်တဲ့အပြင်ကိုမကောက်စွဲနေတာနော်ဘယ်လိုနည်းနဲ့စွဲရလဲဆိုတော့နှစ်သက်တဲ့သဘောနဲ့စွဲနေတာနော်အလုံးညှိနေတဲ့သဘောကတ်နေတဲ့သဘောကိုထင်ရှားအောင်ဒါကြောင့်သားတို့နဲ့ပြောတာအဲ့တော့ဒီအသားကသူကအလုံးကတ်လို့မို့သူ့ကိုနန္ဒီရာကနဲ့ဥမာပေးတာလေတမျိုးတဲ့နော်အသားတို့ဘယ်နာပဲအသားလေးပါလှိပြီးတော့ပြစ်ထည့်လိုက်ကတ်နေတာနော်ဒေဝလေးထည့်ပြီးတော့လုပ်မယ်ဆိုရင်စီတို့ဘာတို့များခံမထားဘူးဆိုတော့တခါတည်းဖြဲဆိုအကုန်ကတ်သွားရောသူကဟုတ်တယ်မဟုတ်လားသူ့ကိုထောင်းထုတ်ကြည့်မယ်ဆိုရင်အရန်ကတ်တယ်ဆိုတာကိုတွေ့ရတယ်ဒါကအဓိပ္ပာယ်တစ်မျိုးမာစီစတော်ကြီးဟောတာကြတော့မာစီစတော်ကြီးကအရန်သဘာဝကြာတာတွေရှိသူကဘာနဲ့ဥမာသူကြတော့ဘယ်လိုပြောလို့ဆိုတော့အသားဆိုတာတတ္တဝါတွေအရန်နှစ်သက်တယ်တဲ့နော်လူတွေလည်းပဲအသားဆိုတာကြိုက်ကြတယ်အသားကြိုက်တဲ့တတ္တဝါပဲများဟုတ်လားတိရစ္ဆာန်တွေဆိုရင်ဒါအသားပဲစားကြတာအချင်းချင်းစားကြတာပေါ့နော်အဲ့ဒါဆိုတော့ကြီးတော့ပုံပြောတယ်နော်အသားချက်မှဆိုရင်ပွက်စိတ်လေးတွေကလည်းလာတယ်တဲ့ချင်းလေးတွေကလည်းအရန်လာထိုးတယ်တဲ့ဒီအသားကိုပဲအကုန်လုံးကြိုက်လုံးလို့ဝိုင်းနေတယ်တဲ့ခွေးကလာဆွဲရတယ်နဲ့ကြောင်းကဆွဲသွားတယ်နဲ့ဒီအသားကိုဝိုင်းလေအောင်ဘာလုပ်တော့ကြိုက်ကြတယ်လူတွေကလည်းကိုကကြိုက်နေတာဆိုတော့သူ့ကိုလည်းမပေးနိုင်ဘူးအဲ့မှာအုပ်ပြုတ်ပြီးတော့ထားတာပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒါဘာပြောတာအဲ့ဒီနန္ဒီရာကဆိုတဲ့လောဘဓာတ်နဲ့နေရတာကိုလည်းတတ္တဝါတွေကကြိုက်တယ်တဲ့ထပ်ပြီးတော့နားလည်အောင်ပြောရရင်တော့ကြိုက်နေရတာကိုပဲကြိုက်တယ်လို့ပြောတာကဲအဲ့တော့အဲ့ဒီပြောရင်တော့ပိုရှင်းတာပေါ့ဟုတ်တယ်မဟုတ်လားတော့ဒေါသဖြစ်ရတာကြီးတော့တိတ်မကြိုက်ဘူးမကြိုက်ပြီလေအဲ့ဒါကြီးကိုလည်းပဲတိတ်တော့မစွန့်နိုင်ဘူးဒါပေမဲ့ဒီကိုတွေးလေးနဲ့ကိုဒီဥစ္စာလေးကိုနှစ်သက်ပြီးတော့နေရတာကိုကစားဘာဖြစ်နေတော့ကြိုက်နေတယ်ဗျာကဲကြိုက်တာကိုကြိုက်တယ်ဆိုတော့ဘယ်လိုများလဲလို့မအောင်မင်းနဲ့နော်အဲ့ဒါလက်တွေ့ပဲဟုတ်တယ်မဟုတ်လားအေးဒါကြောင့်အသားတုံးဆိုတာဘာကိုပြောတာတော့နန္ဒီရာဂတဲ့ဟုတ်လားသာတုံးဟူပြီးဆွဲကညိသာနန္ဒီရာဂစွန့်ခွာမှနဲ့အာတဝကင်းกว่าယဟန္တာမူပမာဏကဟောမိန်ကြသည်15ပြဿနာရဖြည်သည်တဲ့နောက်ဆုံးနဂါဆိုတာယဟန္တာကိုပြောတာတဲ့နော်နဂါဆိုတာယဟန္တာကိုပြောတာနော်အဲ့ဒီနဂါကိုတော့မထီပါနဲ့ပူဇော်ပါဆိုတာအဲ့ဒါယဟန္တာကိုပူဇော်လို့ပြောတာနော်ယဟန္တာဆိုတာဒီနေရာမှာဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုတော့အာတောတိပါကုန်ခန်းတဲ့ပုဂ္ဂိုလ်ပြောတာအာတဝဆိုတာကကာမတဝရှိတယ်ဘဝတဝရှိတယ်ဒိဋ္ဌတဝရှိတယ်ဝိဇ္ဇာတဝရှိတယ်နော်အာတဝဆိုတာယိုရှိတဲ့သဘောဟုတ်လားသူကရေများကတော့နှိမ့်ရာကိုယိုစီးတယ်သူကပူပြီးတော့အစွမ်းထက်တယ်မြင့်ရာကိုလည်းယိုစီးနိုင်နေတဲ့အနှိမ့်နဲ့စီးကြတာမဟုတ်အမြင့်မှာစီးသွားနိုင်နေတဲ့ဒါအတိပ္ပယ်တစ်မျိုးနောက်အာတဝဆိုတာကနှစ်ပေါင်းများစွာထုံထားတဲ့စိန်ထားတဲ့အရက်များကိုအာတဝလို့လည်းပြောတာဟုတ်လားအဲ့တော့ဒီအရက်တောက်လိုက်ပြီဆိုလို့ရှိရင်တတ္တဝါကပင်ကိုစိတ်ပြောက်တယ်ပေါ့နော်အရက်ရဲ့လွှမ်းမှုကိုပဲသူခံရပြီးတော့အရက်စိတ်နဲ့သူနေလိုက်တာအကောင်းကိုလည်းအကောင်းထင်နိုင်တယ်အမြုပ်မြုပ်ပေါ်လေသူ့မှာမှားယွင်းမှုတွေနဲ့ပဲသွားတော့တာဟုတ်လားအဲ့လိုပဲဒီအာသောတရား၄ပါးဝင်နေတဲ့ချိန်မှာတခါတော့ဦးဇင်းတို့တတ်တော်တွေကမှားယွင်းမှုတွေနဲ့နေတာရှင်မှုတွေနဲ့နေတာဒါကြောင့်သူ့ကိုအရက်လို့လည်းဥမာပေးတာအဲ့တော့ကာမတဝဆိုတာကကာမဂုဏ်အာယုံရဲ့ပုံမှာလိုလားနှစ်သက်တဲ့လောဘကိုပြောတာဘဝတဝဆိုတာကဘဝရဲ့ပုံမှာလိုလားနှစ်သက်တဲ့လောဘကိုပြောတာလောဘတော့လောဘပဲနှစ်သက်ပုံချင်းမတူဘူးနော်အာယုံကိုနှစ်သက်တဲ့လောဘနဲ့ဖြစ်နေရတဲ့ဒီဘဝအနေအထားကိုနှစ်သက်တဲ့လောဘဒီလိုกว่าနော်အဲ့တော့ကာမတဝနဲ့ဘဝတဝကတရုပ်ကောက်ရင်လောဘတစ်လုံးနဲ့ရတယ်ဒိဋ္ဌတဝဆိုတာကတော့ထင်ရှားဖြစ်နေတဲ့ဒီယုံနံကိုပဲအမြင်မရှင်းနိုင်မဲနဲ့ငါလို့သူလို့ထင်နေတာတကယ်တမ်းငါရဲ့သူရဲ့ဆိုတာထင်ရှားဘယ်နာမှရှာလို့တွေ့တာမဟုတ်ဟုတ်လားဖောက်ပြန်တဲ့သဘောနဲ့အာယုံကိုတိတတ်တဲ့နန္တသဘာဝတွေပေါင်းစုပြီးတော့ဒါဖြစ်ပေါ်ပြောင်းလဲပြီးတော့အစဉ်အတန်းအနေနဲ့ဒါဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားအရှုပေါ့နော်ဒါကိုပရမတ်တုတ္တမယဉာဏ်နေနဲ့ကောင်းကောင်းနားလည်နိုင်ပြီမလို့စိတ်ထဲကတော့ဘလို့ထင်နေတော့
ငါလို့ထင်တယ်သူလို့ထင်တယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့ချစ်သူလို့ထင်တယ်မုန်းသူလို့ထင်တယ်ချစ်သူတွေရဲ့အပေါင်းအစည်းတွေလို့ထင်တယ်မုန်းသူတွေရဲ့အပေါင်းဖွဲ့အကုန်လုံးရှုပ်ထွေးခတ်ပြီးတော့လောကအဲ့ဒါနဲ့ရှုပ်တယ်အဲ့ဒါဘာလို့ဆိုတော့တက္ကာယဒိဋ္ဌိနော်ထင်ရှားရှိတဲ့ယုံနံကိုပဲထင်ရှားမရှိတဲ့ငါတွေသူတွေအနေနဲ့ထင်နေတာဒါမှားယွင်းတဲ့အမြင်ပေါ့ဒါကိုမိစ္ဆာဒိဋ္ဌိလို့လည်းခေါ်တယ်နော်မိစ္ဆာဆိုတာမှားယွင်းတာကိုပြောတာဟုတ်လားအေးအဲ့ဒီမိစ္ဆာဒိဋ္ဌိသမုတ်တက္ကာယဒိဋ္ဌိသမုတ်အတ္တဒိဋ္ဌိအတူတူပဲဟုတ်လားအဲ့ဒါကိုဘာလို့ခေါ်တော့ဒိဋ္ဌာတဝါနောက်ဆုံးအဝိဇ္ဇာတဝါဆိုတာကမောဟကိုပြောတာသစ္စာလေးပါးကိုမသိတဲ့သဘာဝတရားအမိုက်ဓာတ်အမှောင်ဓာတ်ဟုတ်လားဒါကိုဘာလို့ခေါ်တော့အဝိဇ္ဇာတဝါအသောတရား၄ပါးတွေကိုကောက်ရင်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့သုံးလုံးရတယ်ဟုတ်လားအဲ့ဒီလောဘရောဒိဋ္ဌိရောမောဟရောအကုန်လုံးအနုတ္တယသဘောပါမကျန်အောင်ကုန်ခန်းသွားအောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်ကိုအာတဝခယဉာဏ်ဆိုတဲ့နော်အရဟတမေဉာဏ်ကိုရတဲ့အတွက်ကြောင့်သူ့ကိုယဟနာပုဂ္ဂိုလ်အရဟန္တကိလေသာကုန်သွားတယ်အရဟန္တပူဇော်တာကိုခံတိုက်တယ်ဒီလိုမျိုးအတိပ္ပယ်ရှိတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်သွားတာအဲ့ဒါကိုဘာလို့ပြောလဲနဂါလို့ပြောတာဟုတ်ရလားအေးအဲ့လိုမြတ်စွာဘုရားကရှင်ကုမာရကတ္တပအမေးလာတဲ့ပု္ပ္ပာ15ချက်ဖြေပြလိုက်တဲ့ခါကျတော့ရှင်ကုမာရကတ္တပသူကိုယ်တိုင်ကလည်းပဲဒီခန္ဓာကိုယ်တောင်ကိုကြီးကိုဉာဏ်ပညာနဲ့တူးဆွပြီးတော့နေတဲ့ပုဂ္ဂိုလ်ပဲလေအများကြီးသဘောပေါက်တာပေါ့အဲ့ဒါကိုအခြေခံပြီးတော့သူဆက်ပြီးတော့ကြိုးစားတာသူအသောကုန်ခံရနာဖြစ်တယ်ဟုတ်လားဒါကိုအရှင်တို့ဝမ်မိကသုတ်တံဆိုပြီးတော့အတူချုပ်ကလေးပြောပြတာအဲ့တခုချင်းစီကိုအတိပ္ပယ်တွေအသေးစိတ်သွားနေမယ်ဆိုရင်လည်းအများကြီးပြောလို့တော့ရတာပေါ့ဟုတ်လားအဲ့တော့ဘလို့ရည်ရွယ်ချင်းနဲ့ပြောတာတော့ဆိုရင်တို့လည်းပဲဒုက္ခနာကိုယ်ဒီဟူသောတောင်ကိုကြီးကိုနော်မှန်မှန်ကန်ကန်သိအောင်မြင်အောင်ဉာဏ်ပညာဒီဟူသောဓာတ်နဲ့လက်နဲ့တရွင်းနဲ့ပေါက်ပြားနဲ့ဘာလို့လဲတူးဆွနေတယ်ဟုတ်လားတူးဆွတဲ့နေရာမှာပေါက်ပြားပေးချပြီးတော့ရက်နေရင်တော့ဘာမှမြင်ရမှာမဟုတ်ဟုတ်လားအဲ့ဒါပါတော့ဝရိယမရှိတာကိုပြောတာဟုတ်လားအဲ့လက်နဲ့တွေလည်းအကုန်ပြည့်စုံရှိတယ်တက်ဆင်ပေးထားတာပဲဘလို့လောက်ရတယ်ဆိုတာလဲဆရာဘေးကနေရက်ပြီးတော့ဒါမြတ်စွာဘုရားပြောထားတာမရှိဘူးလားရှိတာပဲသို့တော့ကိုကမတူးဆိုရင်တော့ဒီတောင်ကိုကြီးထဲမှာဘာတွေရှိတယ်ဆိုတာကိုမသိနိုင်ဘူးကောင်းကောင်းမသိနိုင်ဘူးပေါ့နော်အေးဒါကြောင့်ပြိတ္တပေါင်းသူတော်ကောင်းတို့ကိုယ်ခန္ဓာကိုယ်ဒီဟူသောတောင်ကိုကြီးကိုနော်မှန်မှန်ကန်ကန်သိအောင်မြင်အောင်တူးဆွကြတဲ့နေရာမှာအထောက်ကြတဲ့နေရာမှာဒါအထောက်အကူပြုစေဖို့နော်စိတ်ကလေးတွေလည်းရှင်လန်းသွားစေဖို့ပေါ့မြတ်စွာဘုရားကဤမျိုးစုံနဲ့ဒီခန္ဓာဒီဘဝရဲ့သဘာဝတရားတွေအမှန်တရားတွေကိုသိအောင်ဟောပြခဲ့တာမြတ်စွာဘုရားရဲ့ပုံမှာယုံကြည်မှုကိုယ့်ရဲ့စိတ်တွေကိုလည်းရှင်လန်းစေမှုတက်ကြွစေမှုဒါတွေကိုမျှော်မှန်းပြီးတော့ဦးဇင်းတို့ကပြောပြတာဟုတ်လားဒါကြောင့်တရက်ကိုတစ်ချိန်တော့တရားလေးပေပေနေနေတော့နာသင့်တယ်ဟုတ်လားပြီးရင်ဒါကစိတ်ကလေးကိုအသစ်ပြန်လောင်းလိုက်တာနော်တနည်းအားဖြင့်ပြောရရင်ပေါက်ပြားလိတ်သွားပြန်ပြီးပြန်ပြီးတော့ခွေလိုက်အောင်မယ်ဆိုတော့ဒါထပ်ပြီးတော့တူးမယ်ပေါ့ဟုတ်လားပေါက်ပြားအလိတ်ကြီးနဲ့တူးရင်လည်းပဲခကြီးကရောက်မှာမဟုတ်ကိုယ့်ရဲ့ဉာဏ်ပညာကိုဘာလို့အောင်ထက်မြက်စေရမယ်ထက်မြက်စေရမယ်ဟုတ်လားအမြဲတမ်းခုတ်နေတချို့ပြောကြရရှိရလေဒါမသွေးပဲနဲ့ခုတ်နေပင်ပန်းနေနော်ဒါသွေးထက်နေတယ်ဆိုလို့ရှိရင်ခုတ်ရတာပြက်လွယ်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့ဉာဏ်ပညာလေးကိုနီးမျိုးစုံနဲ့ထက်မြက်အောင်ကြိုးစားတာကိုယ်ကဘယ်နည်းနဲ့ကြိုးစားနားထောင်တဲ့နည်းနဲ့ကြိုးစားသူလည်းအထင်မသေးနဲ့နော်တချို့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေနားထောင်ရင်းနဲ့တရားလို့ရတာတွေမရှိဘူးလားရှားရှားပါးပါးရပြီးရင်လည်းဘာလို့ဖို့တော့လိုသေးတယ်စဉ်းစားအောင်စဉ်းစားတဲ့အပိုင်းကိုလည်းအထင်မသေးနဲ့ဟုတ်လားပြီးရင်လည်းပဲလက်တွေ့ထိတာကိုတက်နိုင်တယ်များတတိကပ်ပြီးတော့ထားရမယ်ဟုတ်လားဒါကထိုင်နေတဲ့အချိန်မှာဝင်လေထွက်လေရဲ့ထိမှုသဘောကိုသိအောင်ကြိုးစားဖို့အဓိကပြောတာပေါ့နော်ဒါပေမဲ့ကြံတဲ့အချိန်တွေကများတဲ့အတွက်ကြောင့်နော်ကြံတဲ့အချိန်တွေမှာဒါဦးဇင်းတို့ဟောယောဂီကဦးဇင်းအလုပ်ပေးတရားလေးကိုမနာရတဲ့လူတွေကရှိသေးတယ်ဟုတ်လားဒါကြောင့်အဲ့ဒါလေးကပြောချင်စိတ်ကပေါက်နေတာဟုတ်လားကျန်တဲ့လူတွေကအလုံးကတော့နားထောင်ပြီးသားပါထပ်ပြီးတော့ပြောဖို့မလိုဟုတ်လားအဲ့တော့ပြောရင်တာကဘာအောင်ဆိုဘလို့အနေထားလေးပဲဖြစ်နေတဲ့အတိုင်းလေးသတိထားမယ်လို့မြတ်စွာဘုရားရိုးရိုးလေးဟောတာဟုတ်လားသွားတာပဲဖြစ်ရက်တာပဲဖြစ်ထိုင်တာပဲဖြစ်ဒီသတိနဲ့ဒီခန္ဓာကိုယ်ကိုအမြဲတမ်းဆက်ဆက်မှုရှိနေအောင်ဒီသတိကဒီခန္ဓာကိုယ်မှာအမြဲတမ်းရှိနေအောင်ကြိုးစားရမယ်ဓမ္မတာလည်းသူကမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာကဖြစ်ထွန်းနိုင်မှာအဲ့တော့ကိုယ်တကယ်လုပ်ရမယ့်အလုပ်ကမများဘူးလို့ပြောရင်လည်းမများဘူးဘာပဲဖြစ်နေသတိထားလိုက်ဖို့သိနေဖို့ဟုတ်လားဒါကိုတော့ဒလဇက်ဖြစ်အောင်တော့ကြိုးစားနော်ဂျားထဲမှာတိတ်ပြီးတော့အတွေးတွေမဝင်နိုင်အောင်တတ်နိုင်တဲ့မြတ်သတိတွေကိုတစ်လုံးနဲ့တစ်လုံးစက်အောင်လုံနိုင်လေအဲ့ဒီပုဂ္ဂိုလ်ဉာဏ်ပညာများဖြစ်ထွန်းလေလို့ဒါလေးကိုလည်းပဲယုံကြည်ထားအဲ့ဒါဆိုလို့ရှိရင်ဒီလုပ်ငန်းရဲ့အပေါ်မှာစိတ်ဝင်စားမှုနော်ထက်တန်နဲ့စူးစမ်းအထောက်ပြဖို့မလိုဘူးလားလိုတယ်ဘာမှအကြောင်းမျိုးကြောင့်စိတ်တက်ကြတဲ့အကြောင်းတွေရှိတယ်နော်လူတွေဆိုတာက
ဘေးမှာစိတ်ကြတယ်မှာအကြောင်းမရှိလဲကိုယ့်ကိုကြခြင်းကြားနေတာဘလောက်ပြောစရာကောင်းတဲ့နေရာရောက်နေပြင်းနေတာလည်းရှိတယ်ဘလောက်ပြင်းစရာကောင်းတဲ့နေရာရောက်နေပြောနေတာလည်းရှိတယ်ကိုယ့်ပေါ်မှာအများကြီးမူတည်တာတွေကိုပြောပြနေတာဟုတ်လားဒါကြောင့်ဘလို့အကြောင်းကြောင့်ပဲဖြစ်တရားအလုပ်ကိုမလုပ်ဖြစ်အောင်တော့အဲ့ဒီအကြောင်းတရားကြီးကကိုယ့်ကိုမလွှမ်းမိုးစေခြင်းဘူးဒါကိုပြောတာဟုတ်လားဘလို့အကြောင်းကြောင့်ပဲဖြစ်အဲ့ဒီအကြောင်းတရားကကိုယ့်ကိုတရားအထုတ်ခြင်းတဲ့စိတ်ကိုပို့ပြီးတော့ထက်သန်သွားစေဖို့တိုက်တွန်းနေတဲ့အကြောင်းတရားမျိုးသာဖြစ်တဲ့တယ်ဒါကကိုယ်တိုင်ကဘာလို့တော့ယောနိတော်မနတိကာရမနေ့ကပြောတယ်နော်နှလုံးသွင်းမှန်ကန်မှုအရန်ရည်ကြည်တယ်ဟုတ်လားဥဉ္ဇဉ်ခုတရားဟောတာနော်တဏှာကြီးတီးတီးရှိသွားတယ်နော်ဒီလောက်ဆိုရင်နော်စိတ်ထဲမှာနော်ခွန်အားတွေအသစ်တွေအထိုက်လျောက်တော့ဖြစ်မယ်ထင်ပါတယ်ဟုတ်လားတနည်းအားဖြင့်လည်းပဲနော်ဉာဏ်ပညာကိုပို့ပြီးတော့ထက်မြက်အောင်အထိုက်လျောက်တော့တွေးလိုက်ရရောက်မယ်လို့တော့ထင်ပါတယ်ဟုတ်လားမှန်မှန်ကန်ကန်သိကျင်တော့ဆက်ပြီးတော့ဘာလို့ဖို့လို့တူးဆွကြဖို့တူးဖော်ကြဖို့တော့လိုတယ်နော်ဒါတူးဖော်ရေးလုပ်ငန်းလုပ်နေတာဟုတ်လားတူးဖော်ရေးလုပ်ငန်းလုပ်နေတာဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့သည်တတိဝရိယဉာဏ်ပညာဥရှိပြီးတော့မိမိခန္ဓာရဲ့သဘောအမှန်ဖြစ်တဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုသိအောင်မြင်အောင်ကြိုးစားအထောက်နိုင်ကြတဲ့နောက်ဆုံးမဉဏ်ဘုံဉာဏ်ရအောင်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း